မ်းရတဲ့ကြောင်တွေလိုပဲပြေးထွက်လာပြီးသွားရည်ကျမတက်မျောလင့်တကြီးကြည့်နေကြတယ်ကိမ့်မုံနဲ့ဒူးရင်သီးလို့ကျမကခက်အေးအေးပဲကြည့်ပြီးဖြေလိုက်တယ်သားငယ်ကောင်ဝမ်ယူကဒူးရင်သီးဆိုတဲ့စကားကိုကြားတာနဲ့မျက်လုံးတွေကလောဘတကြီးတောက်လောင်လာပြီးကျမအိတ်ကိုလာဆွဲတော့တယ်ဒူးရင်သီးမြန်မြန်ဖွင့်ပြကျွန်တော်အကြီးဆုံးအတုံးကိုစားမှာကျမလက်ကောက်ဝတ်ကိုလှည့်ပြီးအိတ်ကိုအပေါ်မြောက်ထားလိုက်တယ်မျက်နှာထားကလည်းတဖြည်းဖြည်းအေးဆက်သွားပြီးစားချင်ရင်ကို့ဘာသာဝယ်စားပိုက်ဆံမရှိရင်မင်းဖေစီသွားတောင်းလို့ပြောလိုက်တယ်ကျွန်တော်အဖေကအမလောက်မှမချမ်းသာတာသူကဝယ်ကျွေးဖို့နှက်မျောနေတာဝန်ချန်ချန်ကလည်းဝင်ထောက်ခံတယ်ဟုတ်တယ်လေအမေရဲ့အရင်ကဆိုအမကျွန်တော်တို့ကိုအမြဲကျွေးနေကြပဲဟာကိုကျွန်တော်တို့ဒီလောက်ကြီးလာတာအမကျေးဇူးကြောင့်သာဒီလိုကောင်းကောင်းမွန်မွန်လေးတွေစားဘူးတာပါနဲ့အရင်ကတော့သူတို့ကိုချစ်စရာကောင်းတဲ့အိမ်ကြီးချင်းကလေးတွေလို့သဘောထားပြီးဆိုင်ရှိကဖြတ်သွားတိုင်းအရသာရှိတာတခုခုဝယ်လာရင်သူတို့ကိုဝေကျွေးလေးရှိတယ်ဒါပေမဲ့ဒီနေ့တော့ကျမမကျွေးချင်တော့ဘူးမနေ့ကမှသူတို့ရဲ့အဖွားအန်တီဝန်ကကျမကုမ္ပဏီထိလာပြီးလုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးရှေ့မှာအော်ဟစ်ဆဲဆိုကအိတ်နှစ်လုံးခိုးတယ်ဆိုပြီးရွက်90ရော်ခိုင်းခဲ့တာလေအဲ့ဒီတုန်းကသူ့ရဲ့မျက်နှာထားကိုကျမတစ်သက်လုံးမေ့မှာမဟုတ်ဘူးကျမအဖေကဖုန်းထဲမှာဒေါသထွက်လုံးလို့အတန်တွေတောင်တုန်နေတဲ့ရှောင်ကုအဲ့ဒီလူယုံမာတွေကိုမကြောက်နဲ့ဒီအိမ်ကိုအလွတ်ထားရင်ထားမယ်စာချုပ်ပြရင်သူတို့ကိုစက်မငါတော့ဘူးသူတို့ကိုထွက်သွားခိုင်းလိုက်စာချုပ်ကဘလောက်ကြံသေးလဲတက်လေဒါဆိုအတော်ပဲစာချုပ်ပြခါနီးတရက်အလိုမှအကြောင်းကြားလိုက်သူတို့ကိုအိမ်ရှာဖို့အချိန်မပေးနဲ့ကျွေးမယ်လို့ပြောထားတာလားငါကအမိန့်ပေးနေတာမြန်မြန်ပေးစားထွက်သွားစမ်းငါကမင်းတို့အမေမဟုတ်ဘူးအမကကျွန်တော်တို့ဆိုင်ကဟာတွေကိုအကြိုက်ဆုံးမဟုတ်ဘူးလားမယုံရင်နောက်ဆိုအမကိုဘာမှမရောင်းဖို့အဖေကိုပြောလိုက်မယ်အမကအရင်ကအမြဲတမ်းကျွေးနေကြကိုဘာလို့ဒီနေ့မှမကျွေးရတာလဲဟုတ်ပါပြီငါကတန်ရောစင်နဲ့ကျွေးတာကိုမကျွေးတော့ဘူးဆိုတာနဲ့ငါအပြစ်ဖြစ်သွားပြီပေါ့လေအဲ့ဒီအချိန်မှာပဲအရှက်မရှိတဲ့အန်တီဝန်ကမျက်နှာပြောင်တိုက်ပြီးရှောက်လာတဲ့မျက်နှာပေါ်မှာရှက်ရွံ့တဲ့အရေးအယောင်နည်းမှမရှိဘူးသူကသဘောထားကြီးတဲ့ပုံစံမျိုးဟန်ဆောင်ပြီးအိုကွယ်မနေ့ကညီငါအိမ်ကအိတ်တွေယူသွားတဲ့ကိစ္စကိုထားလိုက်ပါတော့ကလေးတွေကစားချင်နေတာကိုနည်းနည်းပါးပါးခွဲကျွေးလိုက်ပါလားဘာပဲဖြစ်ဖြစ်ညီကလည်းဒီလောက်ပိုက်ဆံလေးကိုနှမျောနေမဲ့သူမမဟုတ်တာငါမြေးကညီကိုအထင်ကြီးလို့တောင်းစားတာညီကမျက်နှာသာပေးတာကိုအခွင့်အရေးမယူတတ်တဲ့သူမဖြစ်စေနဲ့လို့ပြောတယ်ကျမရလိုက်တဲ့နှုတ်ခမ်းထောင်းကနေအေးဆက်ဆက်အပြုံးတစ်ခုပေါ်လာတယ်ဆဲရတာအားမရသေးလို့ဒီနေ့တမင်လာဆဲခံတာလားမျက်နှာပြောင်တိုက်တာကအချိန်တွယ်နဲ့ရောင်းတာလားရှင်ကြည့်ရတာလက်ကားတိုင်နဲ့တူတယ်နော်အိတ်ဆုံးနှလုံးအတွက်ငါစီက90တောင်းသွားပြီးအခုငါ့ကိုအမိန့်လာပေးရဲသေးတယ်ပေါ့ရှင့်အမေရှင်ကိုမွေးတော့ကလူကိုလွင့်ပစ်ပြီးအချင်းကိုများကြီးအောင်ကျွေးမွေးထားတာလားအမေမွေးပြီးအမေမဆုံးမတဲ့မိန်းမငါကရှင့်ကိုစားစရာဝတ်စရာလေးများပေးဖို့လိုနေလို့လားအဖွားလို့ကျွန်တော်စားမှာဘာစားမှာလဲအဖွားကဘာလို့လာတာနေတာလဲတားစားမှာအိမ်ပြန်ရောက်တော့အဲကွန်းလေးဖွင့်မုံလေးစားပြီးဇလန်းတွဲကြည့်နေလိုက်တယ်အရန်စိန်ကြတာပဲဒါပေမဲ့ကြည့်နေရင်နဲ့ရဲရေးစခရင်ပေါ်မှာရုတ်တရက်လဲနေတဲ့အင်တာနက်လိုင်းကျသွားတာလားမဖြစ်နိုင်ဘူးငါအိမ်ကဝိုင်ပိုင်းဆက်ဆွဲကိုငါတယောက်တည်းသုံးနေတာလေခေါင်းထဲမှာရုတ်တရက်အလင်းပြတ်သွားတယ်လို့တတိယသွားတယ်လွန်ခဲ့တဲ့3လတုန်းကအန်တီဝန်ဖုန်းကင်ပြီးငါစီလာတယ်အင်တာနက်သုံးလို့မရဘူးတဲ့ငါကြည့်လိုက်တော့ဖုန်းပြုတ်ကုန်နေတာဆိုလို့စေတနာနဲ့ငါအိမ်ကဖက်ဆွဲကိုချိတ်ပေးလိုက်တာပဲအင်တာနက်ရောက်တာ refresh စီမံခန့်ခွဲတဲ့နေရာကိုဝင်ကြည့်လိုက်တယ်ဟဲ့လာပါပြီအဲ့ဒီပေါ်မှာဆက်6လုံးချိတ်ထားတာတွေးလိုက်ရတယ်ဒါကြောင့်ငါလိုင်းကခွေးလိုကိုကြနေတာတကယ်တော့သူ့အိမ်ကလူကြီးလူငယ်6ယောက်လုံးငါအိမ်ကအင်တာနက်ကိုအလာကားလာသုံးနေကြတာကိုမျက်နှာတင်နဲ့ပဲရှက်တွက်စကားဝက်သင်းစေးခရစီကိုချက်ချင်းပြောင်းပစ်လိုက်တယ်ကဘာကြီးလဲချက်ချင်းအေးချမ်းသွားတယ်နောက်နေ့မနက်စောစောအပြင်ထွက်ချင်းပဲအန်တီဝန်နဲ့ပတ်ပင်းသွားတိုးတယ်ညီအိမ်ကဖက်တွဲကဘာလို့ချိတ်မရတော့တာလဲငါစကားဝက်ပြောင်းလိုက်ပြီမရဘူးလားစကားဝက်ပြောင်းတာကိုညီကကြုံမပြောဘူးလားညီတီလားညီငါကိုအကြောင်းမကြားလို့ငါဖုန်းကတညာလုံးတစ်ဖက်စိတ်စင်ဖွင့်ထားမိပြီးဘိုး80ကျော်တောင်ကျသွားပြီညီငါကိုပြန်လျော်ပေးရမယ်ရှင့်ဦးနောက်ကိုမြည်ကန်ထားတာလားဒါမှမဟုတ်သူများပစ္စည်းဆိုတာမွေးကလေးကရှင့်အပိုင်လို့ထင်နေတာလားကျမကိုနားကိုတောင်ကိုမယုံနိုင်အောင်ဖြစ်သွားတယ်လူတယောက်ကဒီလောက်ထိတောင်အရှက်မရှိဖြစ်နိုင်သလားငါအိမ်ကအင်တာနက်ကိုငါဘာသာစကားဝက်ပြောင်းတာရှင့်စီကိုအစီရင်ခံစာတင်ရဦးမှာလားရှင့်မိဘတွေရှင့်ကိုမွေးတုန်းကဦးနောက်ထည့်ပေးဖို့မေ့သွားတာလားအန်တီဝန်ကခေါင်းကိုစက်ခနဲ့မော့လာပြီးမုံတီးရွှင်ရှာနေတဲ့မျက်လုံးတွေနဲ့ကျမအသားကိုဖဲ့စားမတက်စိုက်ကြည့်တယ်နင်လိုကောင်မဆုပ်ငါလိုအဖွားကြီးကိုနင်အနိုင်ကျင့်ရဲတယ်ပေါ့နင်ကောင်းကောင်းမတည်ပါစေနဲ့နင်သားမွေးလာရင်ဖင်ပေါက်မပါပါစေနဲ့အပြင်ထွက်ရင်ကားတိုက်တည်ပါစေငါဖုံးပြို80ကိုပြန်လျော်ပေးမလျော်ပေးရင်ငါမထဘူး80ကိုတပြားမှရှော့လို့မရဘူးဒီနေ့နင်ငါကိုပြန်လျော်ပေးရမယ်